မိုးပြည့်ဒီနေ့ American Center မှာပြုလုပ်ခဲ့တဲ့ Cultural Connection Event ကိုတွားခဲ့တာဖြစ်ပြီးတော့ဒီ event မှာဘာတွေပြုလုပ်ခဲ့လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်။ Hello အားလုံးပဲမင်္ဂလာပါ Stories by မိုးပြည့်အနေကြိုဆိုလိုက်ပါတယ်ရှင်။မိုးပြည့်တို့ဒီကိုရောက်တာ12နာရီရှိပေမဲ့တော်တော်လေးလူတွေကများလာပြီပေါ့နော်။ရောက်ချင်းပဲမိုးပြည့် US နဲ့ပတ်သက်တဲ့ quiz လေးဖြေခဲ့ပါတယ်။ quiz ဖြေခဲ့ရမှာ9ခုမှန်လို့ဘောပိန်တစ်ချောင်းလေးရခဲ့တယ်ပေါ့နော်။ဒါလေးကတော့ Cultural Connection Event အတွက်ပြုလုပ်ခဲ့တဲ့ဓာတ်ပုံပြိုင်ပွဲမှာပါဝင်ခဲ့တဲ့ဓာတ်ပုံတွေကိုချိတ်ဆွဲပြသထားတဲ့အခန်းလေးပဲဖြစ်ပါရဲ့ရှင်။ဓာတ်ပုံတွေကလည်းအရန်ကိုလာပါတယ်။ဒါလေးကတော့ Learning Hub ဖြစ်ပြီးတော့ဒီမှာ American Center ကနေပြီးဒီ movie ဖွင့်လိုက်တဲ့ classes တွေ course တွေအကြောင်းပြောနေရဖြစ်ပါတယ်။အခုပြောနေတာကတော့ Strategy First University ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဦးအောင်ချစ်ခင်က Strategy First University နဲ့ American Center တို့ပူးပေါင်းပြီးတော့ဖွင့်လှစ်ထားတဲ့ course တွေအကြောင်းပြောနေရဖြစ်ပါတယ်ရှင်။ဒါတော့အမရွှေမာပဲဖြစ်ပါတယ်အမရွှေမာရဲ့ storytelling session လေးကဒီနေ့ alumni storytelling booth မှာရှိပါတယ်ရှင်ပြီးတော့မို့ပြီးတော့ makeup corner room ထဲဝင်သွားရောနော်အဲ room ထဲမှာဆိုရင်ခုလိုပဲ 3D pen နဲ့လုပ်ထားတဲ့ပစ္စည်းတွေ 3D drawing pen နဲ့ပေါ့နော်လုပ်ထားတဲ့ပစ္စည်းတွေဆိုရင်ရမ်းမိုက်ပါတယ်ဒါဆိုရင် illusion ပေါ့နော်ဒီအပြင်မှာတွေ့ရင်တစ်မျိုးမှန်ထဲမှာတွေ့ရင်ဒီပုံစံကပြန်သွားရောLook at this tiny room. It's so cute. I love it. အခုတွေ့မြင်နေရတာတော့ bionic eye movement ကိုလုပ်ထားတဲ့ project လေးဖြစ်ပါတယ်။ဒီဟာလေးဆိုရင်အရန်မိုက်တယ်။ဒါ Harry Potter အုတ်ထုတ်ကိုဆောင်းပြီးတော့ Harry Potter နဲ့ပတ်သက်တဲ့ question တွေဖြေရတာပေါ့နော်။အရန်မိုက်ပါတယ်။ဒါလေးဆိုရင်အရန်မိုက်ပါတယ်။ hand movement နဲ့ကားကို control လုပ်လို့ရတဲ့ပုံစံလေးပေါ့နော်။အရန်မိုက်ပါတယ်ရှင်။ဒါလေးဆိုရင် 3D pen နဲ့လုပ်ထားတဲ့ဟာလေးပေါ့နော်ပြီးတော့မို့ပြတော့ VR room ထဲသွားရပေါ့နော် VR room ထဲမှာမို့ပြလေ360 VR video တွေကြည့်ခဲ့ရပေါ့နော်အရင်မိုက်ပါတယ်ပြီးတော့မို့ပြgame ဆော့တဲ့ room ထဲရောက်သွားတယ်အဲ့ game ဆော့တဲ့ room ထဲမှာအရင်ဆုံးဆော့တာတော့ဒီခွက်ထဲမှာဘောလုံးလေးလုံးဝင်နိုင်တယ်ပေါ့နော်ပြီးတော့ရင်အောက်ကိုမို့ပြရဆင်းသွားတယ်အောက်ဆင်းသွားတဲ့အချိန်မှာအဲ့မှာ cooking section လုံးနေရတွေ့လို့အားလေးလုံးဝင်ကြည့်ခဲ့ပါတယ်ပြီးတော့အပြင်သွားတော့ဒီလို game section လေးရှိရဲအားလေးလေးသွားလုပ်ခဲ့တယ်အဲ့ game လေးဆော့ပြီးသွားရင်တော့ဒီလိုမျိုး activity လုပ်လို့ရတယ်ပေါ့နော်မို့ပြကိုယ်တိုင်ဒါကတော့ 3D pen နဲ့ဆွဲနေရဖြစ်ပါတယ်ဒီမှာကအသေးပုံဆွဲရပဲအသေးပုံတော့မထွက်ဘူးပေါ့နော်ပြီးတော့မို့ပြနာမည်လေးပေါ့ MP ဆိုတော့ဆွဲခဲ့ပါတယ်ဒီနေ့ကတော့ American နိုင်ငံကို explore လုပ်ပြီးဖြစ်တဲ့အတွက် American